အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ 3D ဝါသနာစင်မိတ်ဆွေများ16ရက်နေ့6လပိုင်း2026ဆက်တဲ့ချိန်အတွက်ကျွန်တော်တွန်နီးတွေအကုန်လုံးလွှဲချော်သွားတော့ဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့တွန်နီးကိုလိုက်ထိုးတဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ကျွန်တော်ဒီတွန်နီးတွေအကုန်လုံးလွှဲချော်သွားတော့ဗောနော်ထိပ်စီးလည်းပြတ်သွားတယ်ပြီးတော့အလဲထိုင်ကတော့မှန်တယ်ပြီးတော့နောက်ပိတ်ပြတ်တော့ဗောနော်ပြီးတော့ဒီဂီးတွေပြတ်တယ်ဂီးကနဒန်းပြတ်တယ်ပြီးတော့တဒန်းအပိပေါ်လဲဆက်မှန်တယ်ဗောနော်ပြီးတော့တေလေးကိုဆိုတော့ကျွန်တော်လေးပါတဲ့အတွက်ကြောင့်ကျွန်တော်အသေးပြတ်တာဗောနော်ပြီးတော့ဘုံတူထိပ်စီတနည်းကတော့ပြတ်တယ်တနည်းကတော့မှန်တယ်ပြီးတော့ဘုံတူအလေလဲမှန်တယ်ဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်ဒီ taxi နဲ့ဒီ knock back တွေအကုန်လုံးပြတ်သွားတာဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်တနည်းကိုလိုက်ထိုးတဲ့လူကျွန်တော်အားလုံးပဲတောင်းပန်ပါတယ်ကဲကျွန်တော်တို့တရက်နေ့ခုနပိုင်း2026ဆက်နေချိန်ပဲကိုကျွန်တော်တို့ဆက်ကြည့်အောင်ဒါတော့အလုံးပိုင်ဗောနော်ဒီနေ့နဲ့ဒီငန်းကိုကျွန်တော်တို့ဒီနှလုံးကိုပေါင်းလိုက်တော့နေ့နဲ့ငန်းပေါင်းလိုက်တော့ခွန်ပိုင်ဟုတ်လားခွန်ပိုင်တဲ့အတွက်ကြောင့်ခွန်ထက်ငယ်တာ6ခွန်ထက်ကြီးတာ8အဲ့တော့ကျွန်တော်တို့ခွန်6ခွန်7ဒီတပင်ကြော်ပြီးတော့ခွန်3 6သူထွက်သွားတာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ခွန်6အတွက်သူချပေးခဲ့တော့ပေါ့နော်6အတွက်အဲ့တော့ကျွန်တော်ဒီထွက်ထားတဲ့စစ်9ကဒီ6လဲထိုင်ပေါ့နော်6ထက်ကြီးတာတုံမြရဲ့ဘဝတုံမြ9ကဒီတပေမှာသူတလုံးဆင်းပေးရမှာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့တုံမြဆင်းပေးတာပေါ့ပြီးတော့ကျွန်တော်တို့ခွန်6ခွန်7အတွဲရတယ်ဆိုတော့ကျွန်တော်တို့ခွန်6တုံမြခွန်7တုံမြပြီးတော့ခွန်6 5ခွန်7 5တဲ့ပလဲလေးလုံးရတာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ထွက်သွားတာခွန်6ခွန်တုံမြ6ဆိုတော့ကျွန်တော်တို့မှန်တယ်ပေါ့နော်ဒီဒါလေးကျွန်တော်မှတွဲပြတာပေါ့ပြီးတဲ့အပတ်ကျမှကျွန်တော်တွဲပြမယ်နော်ကျွန်တော်တို့ဆက်တွဲရအောင်အဲ့တော့ကျွန်တော်တို့ဒီ9ခုနှစ်ပေါ့နော်ဒီ9နဲ့ခွန်ကိုနှလုံးပေါင်းလိုက်တော့6လို့ရပါတယ်အဲ့တော့ကျွန်တော်တို့6ပိုင်းပေါ့နော်6ပိုင်းအဲ့တော့6ပိုင်းဆိုတော့တွဲရတော့6 5ပြီးတော့6ခွန်6 5 6ခွန်ရတယ်ပေါ့နော်အဲ့တော့ထွက်သွားတာဒီ6နေကိုကြော်ပြီးတော့ထွက်သွားတာ5 6ပုံဆိုတော့ကျွန်တော်တို့ဒီ6 5 6ခွန်အတွဲကိုကျွန်တော်တို့ဒီ6 5အတွဲသူဆင်းပေးတာပေါ့နော်အဲ့တော့ဒီnetထွက်ထားတဲ့ဒီ6 netကိုဒီ net အလဲထိုင်ဒီ net ကိုထက်ကြီးတာ3ရဲ့ဘဝset 3 set တလုံးအဲ့တော့ကျွန်တော်တို့ဒီ6 5ပြီးတော့ဒီ6ခွန်ဒီတွဲလုံးနှလုံးကိုဒါနဲ့ကပ်မယ်ဒီ3 set နဲ့ကပ်မယ်ဆိုရင်ကျွန်တော်တို့အပြီးပေါက်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထွက်သွားတာ5 6 3ဆိုတော့ကျွန်တော်တို့5 6 3သူမှန်တယ်ပေါ့နော်ကျွန်တော်တို့ဒီ5 6 3တွဲပြီးတော့ကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့ထွက်ထားတဲ့ဒီ6 6 6ကိုကျွန်တော်တို့
ဒီ10နဲ့6ကိုနှလုံးပေါင်းလိုက်တော့4လို့ရပါတယ်အဲ့တော့ကျွန်တော်တို့က4ပိုင်ရတာပေါ့နော်4ပိုင်ရတာနဲ့ကျွန်တော်တို့အတွဲရတာပေါ့4 3 4 5အဲ့လိုရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ4 3 4 5အတွဲကိုဒီ3ည9တပင်ကျော်ပြီးတော့ထိုက်သွားတာ5 1 4ဆိုတော့ကျွန်တော်တို့4 5အတွဲဆင်းပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့အတွဲရပြီဆိုတော့ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍကိုနောက်ထပ်နှလုံးထပ်ကြည့်ရအောင်အဲ့တော့ထွက်ထားတဲ့ကျွန်တော်တို့ဒီ3ည9ကို3ညထက်ကြည့်တာဒီ3ညလဲထိုင်ပေါ့နော်ဒီ3ညထက်ကြည့်တာတေပြီးတော့တေရဲ့ဘဝ6ကျွန်တော်တို့လည်းဒီတစ်6ကီကိုတစ်လုံးဆင်းပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ4 3အတွဲဒီ4 5အတွဲပြီးတော့ဒီတစ်6နဲ့ကပ်မယ်ဆိုရင်ကျွန်တော်တို့အပြီးပေါက်ရတာပေါ့နော်အဲ့တော့ထွက်သွားတာ5 1 4ဆိုတော့ကျွန်တော်တို့4 3 4 5အတွဲဆိုတော့ကျွန်တော်တို့4 5 1လို့5 1 4လို့သူထွက်သွားတာပါနော်ဒီ5 1 4အဲ့တော့ကျွန်တော်တို့ဒီတွဲလုံးနဲ့ဒီကီးကိုမှန်တာပေါ့နော်ကျွန်တော်တို့ဆက်တော့လိုက်အောင်အဲ့တော့ထွက်ထားတဲ့ကျွန်တော်တို့ဒီ6တင်နစ်ကိုဒီ6 tick C နဲ့ဒီတစ်အလဲထိုင်ကျွန်တော်တို့ဒီနှလုံးပေါင်းလိုက်တော့ခွန်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ခွန်ပိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီခွန်ပိုင်နဲ့တွဲလုံးထုတ်မယ်ဆိုရင်ခွန်6ခွန်8အဲ့တော့ကျွန်တော်တို့ဒီခွန်6ခွန်8တွဲလုံးရတာပေါ့နော်ဒီ3ညခွန်ကျော်ပြီးတော့3 6ခွန်ထွက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီခွန်6ခွန်8တွဲလုံးကိုကျွန်တော်တို့ခွန်8တွဲလုံးသူချပေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတွဲလုံးရပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ပြီးပေါက်ဖြစ်အောင်ကျွန်တော်တို့ကီးတစ်လုံးနှလုံးကိုဆက်ကြည့်ရအောင်အဲ့တော့ထွက်ထားတဲ့ဒီ3ညခွန်ဒီခွန်အလဲထိုင်ကိုထက်ကြည့်တာရှစ်ပြီးတော့ရှစ်ရဲ့ပေါ်ပါ3ပြီးတော့ကျွန်တော်တို့ဒီရှစ်3ကီးနဲ့ဒီခွန်6ဒီခွန်ရှစ်အတွဲကိုကပ်မယ်ဆိုရင်ခွန်6ရှစ်ခွန်6 3ပြီးတော့ခွန်ရှစ်ခွန်ရှစ်3အဲ့တော့ထွက်သွားတာ3 8ခွန်ဆိုတော့ကျွန်တော်တို့3 8ခွန်ပေါ့နော်အဲ့တော့ဒီတွဲလုံးနဲ့ဒီကီးကိုအပြီးပေါက်သူချပေးတာပေါ့နော်ကဲကျွန်တော်တို့ဒီတရက်ခုနလပိုင်း2016စနေချိန်အတွဲကိုကျွန်တော်တို့ကြည့်အောင်ထွက်ထားတဲ့ဒီခွန်3ညဒီခွန်တက်စီနဲ့ဒီခွန်လေးထိုင်ကိုဒီနှလုံးပေါင်းလိုက်တော့4လို့ရပါတယ်အဲ့တော့4ပိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ4ပိုင်ရပြီဆိုရင်ကျွန်တော်တို့တွဲလုံးထုတ်ရအောင်4 3 4 5ကဲကျွန်တော်တို့ဒီတစ်ပတ်4 3 4 5အတွဲရတာပေါ့နော်ပြီးတော့ကျွန်တော်တို့အပြီးပေါက်ဖြစ်ဖို့ကဏ္ဍနှလုံးကိုထပ်ရှာရအောင်အဲ့တော့ထွက်ထားတဲ့ဒီတစ်4ရှိsorry ဒါတစ်ရှိ4ပါတစ်ရှိ4နော်ဒါထွက်ထားတဲ့ဒီတစ်ရှိ4ကိုစစ်ကိုထပ်ကြည့်တာပြီးတော့9ရဲ့ပေါ်ပါ4ဒီ4ကီးတစ်လုံးကိုသူချပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတွဲလုံးနှလုံးနဲ့ဒီ4 9ကိုတွဲဆက်မှတ်မယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍတိတ်မများပါဘူးနော်အဲ့တော့4 3 9တကွက်4 3 4တကွက်ပြီးတော့4 5 9ပြီးတော့4 5 4ကိုရတာပေါ့နော်ဆိုကျွန်တော်တို့ဒီ4ကိုအားရမှာပေါ့နော်ဒါကတော့တရက်နေ့
9လပိုင်း2026စနေကြိမ်အတွက်ပေါ့နော်ကျွန်တော်ဒီနေ့ဆိုရင်ဆိုင်နေတက်တယ်ဆိုရင်လက်ထိုးပေါ့နော်ဒါနဲ့အားရမှာပေါ့မကြိုက်ဘူးဆိုရင်မထိုးကြပါနဲ့ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့တူတိုင်းအားလုံးပဲကျေးဇူးတင်ပြီးတော့ကံကောင်းကြပါစေ